1951ခရူကို UCLA campus တွင် Bill နဲ့ Warner Bright တို့မှစတင်တည်ထောင်ခဲ့ကြပါတယ်1952ပထမဦးဆုံးအမှုတော်ဆောင်တွေကို The Brights ကစတင်လက်ခံခဲ့ပါတယ်1958ခရူဟာကမ္ဘာလုံးဆိုင်ရာသာသနာအဖွဲ့အစည်းဖြစ်ခဲ့ပြီးတောင်ကိုရီးယားမှာစတင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်1959ခရူဟာ US ကတက္ကသိုလ်အခု40မှာပါဝင်လှုပ်ရှားခဲ့ပါတယ်1960ခရူသည်ထက်တန်းကျောင်းသားအားကစားသမားများနဲ့စစ်တပ်အရာရှိများအတွက်သာသနာအဖွဲ့အစည်းအသစ်များကိုစတင်နိုင်ခဲ့ပါတယ်1965 Bill Bright ဟာ For Spiritual Law စာအုပ်ကိုရေးသားခဲ့ပြီးသမိုင်းမှာအများဆုံးဖြန့်ချိခွင့်ရခဲ့တဲ့စာတစ်စောင်ဖြစ်ခဲ့ပါတယ်1969 The Berkeley Blitz လှုပ်ရှားမှုတွင်တက္ကသိုလ်ဌာနရှိကျောင်းသားကျောင်းသူ900မှယေရှုကိုလက်ခံယုံကြည်ခဲ့ကြပါတယ်60ခုနှစ်အကုန်မှာတော့နိုင်ငံ45ခုမှာတက်ကြွစွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်1980 Expo ဟာ Dallas မှာလူပေါင်း8000ကိုအင်္ဂလိပ်နဲ့ဘယ်လိုဖြစ်စေခြင်းတင်တန်းလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်1984 Expo ဟာတောင်ကိုရီးယားမှာလူပေါင်း3သိန်းအင်္ဂလိပ်နဲ့တပည့်တော်ဖြစ်စေခြင်းတင်တန်းကိုလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်1986 I Found It အင်္ဂလိပ် campaign အပြင် American လူမျိုး85%ထံအင်္ဂလိပ်သတင်းစကားရောက်ရှိခဲ့ပါတယ်1989 The Jesus Film ဟာ US တို့မှာရှိတဲ့ရုပ်ရှင်ရုံပေါင်း250ကိုဖြန့်ချိနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ The Jesus Film ရုပ်ရှင်ကိုကြည့်ရှုသူဘီလီယံချီရှိပြီးလူပေါင်း900ကိုယေရှုစီလမ်းပြပေးနိုင်ခဲ့ပါတယ်။1982ခရူဒီပထမဦးဆုံးကျောင်းသားအဖွဲ့ကို North Star ဟူသောလူ့ဝက်အမည်အောက်တွင် Soviet Union ထံသို့ဆေလွတ်နိုင်ခဲ့ပါတယ်။1989ခရူဟာလူပေါင်း1ဘီလီယံကိုယေရှုစီလမ်းပြဖို့ New Life 2000ကိုစတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။1995 LA မှာပြုလုပ်တဲ့ရက်40အစာရှောင်ဆုတောင်းပွဲသို့ခရီးရန်ခေါင်းဆောင်ပေါင်း3500ပါဝင်ဆုတောင်းခဲ့ကြပါတယ်။2000ခုနှစ်ခရူဒီ everystudent.com ကိုစတင်ထုတ်လွှင့်နိုင်ခဲ့ပြီးစစ်မှန်သောအမှန်တရားကိုရှာဖွေနေသူဘီလီယံနဲ့ချီတဲ့လူသားများထံအင်္ဂလိပ်သတင်းစကားပြန့်နှံ့ရောက်ရှိခဲ့ပါတယ်။2000 Operation Sunrise Africa အစီအစဉ်အောက်တွင်နိုင်ငံ22ခုမှခရီးရန်များအားတက်ကြွစွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ရက်50အတွင်းလူပေါင်း64တန်းခန့်ဟာအင်္ဂလိပ်သတင်းစကားကြားသိခဲ့ရပြီးထိုအထဲမှလူပေါင်း1.8တန်းကယေရှုခရစ်ကိုလက်ခံယုံကြည်ခဲ့ကြပါတယ်။2006ခရူဒီ New Orleans နဲ့ Mississippi ရှိ Catherine ဒုက္ခသည်များအတွက်နွေရာသီအားလပ်ရက်အတွင်းကျောင်းသား1000ကျော်ကိုဆေလွတ်နိုင်ခဲ့ပါတယ်။2010 Into a Crew Ministry သည်ဟေဒီငလင်အားကြိုတင်ထုတ်ပိုးထားသောအစားအစာတစ်သန်းကိုဖြန့်ဝေပြီးဆေးဖွဲ့များဆေလွတ်နိုင်ခဲ့ပါတယ်2019 Campus Crusade for Christ Ministry အပြင်လူပေါင်း49သန်းဟာအင်္ဂလိပ်သတင်းစကားကိုကြားသိခဲ့ရပြီး5,98,689 ယောက်သောသူတွေဟာခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ခဲ့ကြပါတယ်။26,410 သောသူများဟာတော့ Campus Crusade for Christ Ministry နဲ့အတူအင်္ဂလိပ်နဲ့တပည့်တော်ဖြစ်စေခြင်းကိုဆက်လက်လှုပ်ဆောင်ရရှိပါတယ်။1952ခုနှစ်တွင်သူသည်တက္ကသိုလ်ကျောင်းတစ်ခုမှစတင်ခဲ့ပြီး2025ခုနှစ်တွင်နိုင်ငံပေါင်း191နိုင်ငံတွင်ခရစ်တော်အကြောင်းမကြားဘူးသေးသောသူများထံအင်္ဂလိပ်ဝင်ငါခြင်းကိုဆက်လက်လှုပ်ဆောင်ရရှိပါတယ်။ကြီးမြတ်သောစေခိုင်းမှုကြီးတွင်တင်ကောညီကဲ့သို့ပါဝင်နေတယ်